movie recap လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံး YouTube ထဲကိုသွားလိုက်ပါပြီးလို့ရှိရင်short movie recap ဆိုပြီးတော့ရှာထောင်းလိုက်နော်အခုမှရှိပြီးသား movie တွေရှိရင်လည်းရတယ်တို့မဟုတ်ဒီလို YouTube ကနေပြန်ရှာလဲရတယ်ပေါ့နော်short movie recap ဆိုပြီးရှာပြီးတော့ short ကိုသွားအမှကိုကြိုက်တဲ့ video လိုက်ကြည့်ပါဗျာနော် movie recap လုပ်ချင်တဲ့ video တစ်ခုလောက်ပေါ့လက်ရှိ trend ဖြစ်တဲ့ video တွေရှာရင်တော့ပိုကို video ပိုပြီးပေါက်တာပေါ့နော်ဒီ video တွေ့ပြီဆိုလို့ရှိရင်မြားလေးကိုနှိပ်ပြီး copy link ဆိုတာရှိရနော် copy link ယူလိုက်ဒီမှာအပေါ်ကအဆက်39နှိပ်ပြီးယူလဲရတယ်ဗျာကိုလိုချင်တဲ့ movie ရဲ့အပေါ်ကအဆက်39နှိပ်ပြီးတော့ share ကိုနှိပ်ပြီးလို့ရှိရင် copy link ယူလို့ရတယ်နော်ပြီးလို့ရှိရင်ဒီမှာsnap view လေးနဲ့ဒီ video ကို down ပေးလိုက်အောင်နော်ဒီမှာ snap view ဆိုလေးရှိတယ် snap view လေးတစ်ချက်နှိပ်ဒီ video လေးကိုဒီမှာ high quality နဲ့တစ်ချက် down ပေးနော်1080p နဲ့တစ်ချက် download ဆွဲပေးပါနော်copy link ယူသွားဆိုလို့ရှိရင်သွားမှာ Google Chrome နဲ့သွားလိုက်video to text transcription နော်အဲ့လေးကိုတစ်ချက်ရှာပြီးနှိပ်လိုက် Evernote ဆိုတာလေးကိုနှိပ်နော်ပြီးလို့ရှိရင်ဒီမှာ from link ဆိုတာလေးကိုတစ်ချက်ဝင်ကို copy ထားတဲ့ movie link ကိုဒီမှာသွားပြီးထားမယ်ပြီးလို့ရှိရင် transcript ကိုနှိပ်မယ်ခဏဆောင်ပေးပါsee transcription ကိုနှိပ်သူထုတ်ပေးတဲ့စာလေးကိုကျွန်တော် copy ကူးမယ် copy ကူးပြီးလို့ရှိရင်နော် Chrome နဲ့ကို Google Gemini ဆိုပြီးရှာလိုက်ရတယ်ပါပြီးလို့ရှိရင် Gemini နဲ့ကိုဝင်လိုက်ပါအောက်မှာရှိတဲ့စာရေးရဲ့အကွက်ထဲမှာတစ်ချက်ကိုရေးတဲ့စာဦးနောက် copy ထားတဲ့စာကိုတစ်ချက်ပြလိုက်နော်ပြီးနောက်ဆုံးမှာကွင်းစား copy နဲ့ပေါ့ဒီလိုလေးခန့်လိုက်ပေါ့ TRANSLAT translate to BURMESE Burmese for recap movie recap ဒါမျိုးလေးရေးနော်ဒါမျိုးလေးရေးပြီးတော့ကွင်းစား copy နဲ့ခန့်ပြီးတော့ဒီမှာ pro ဖြစ်ဖြစ် thinking ဖြစ်ဖြစ်ဒီ first ကိုတော့မရွေးနေသေးတာ first ကတော့နည်းနည်းသိစိတ်လည်းမကြောက်ဘူးဗျာဒီ thinking နဲ့ pro ပဲဖြစ်ဖြစ်ရတယ်နော် thinking ထားလိုက်ရတယ်ပြီးလို့ရှိရင်ဒီအပေါ် sense ကိုနှိပ်လိုက်ခဏဆောင်ပေးလိုက်ဒီကိုထည့်ပေးတဲ့စာကိုသူဘာသာပြန်ပေးလိုက်မယ်သူအဆင်ပြေအောင်လေဒါဆိုသူစာကိုမြန်မာလိုပဲကြည့်ကောင်းအောင်ပြန်ပေးပြီးပေါ့ဗျာနော်ဒါတို့ကျွန်တော် select မှတ်ပြီးတော့ copy ယူမယ်မှာတော့ဆက်ပြီးတော့ဒီမှာနော်ဒီမှာဆုံးသွားတယ် copy ယူလိုက်မယ်နော်အပေါင်းလေးကိုနှိပ်ပြီးတော့ tab တစ်ခုကိုထောက်ဖွင့်လိုက်ပြီးလို့ရှိရင်ဒီမှာ Google AI Story ဆိုပြီးရှာရိုက်မယ်နော်အပေါ်ဆုံးက Google AI Story ဆိုတဲ့ကိုထပ်ဝင်မှာပြီးအပေါ်မှာရှိတဲ့ guest star ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါဒီထဲရောက်ပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းလေးဆွဲလိုက်နည်းနည်းလေးဆွဲလို့ရှိရင်မှာ test to speak ဆိုတာလေးရှိတယ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုမြောက်မှာနော်ဒီမှာ test to speak ဆိုတာလေးရှိတယ်ငါးခုမြောက်မှာအကောင်လေးကိုတစ်ချက်ဝင်ပါပြီးလို့ရှိရင်ဒီမှာအပေါ်ကတစ်ခုပေါ့နော်ဒါဆိုလို့ရှိရင်တော့ကိုစာတွေကိုအတန်ပြောင်းမဲ့နေရာရောက်ပြီပေါ့နော်သူ original ပါတဲ့နေရာတော့ speaker နှစ်ယောက်ပါတယ်ပေါ့ဗျာကိုကတယောက်ထည့်ပြတာကိုထည့်မဲ့ဖြစ်တဲ့အတွက်ကြောင့်လို့ဒီဘက်အပေါ်ကတောင်းသုံးချောင်းကိုတစ်ချက်နှိပ်မယ်မီနီပုံစံလေးဒီမှာပြီးလို့ရှိရင် single speaker ဆိုတာလေးကိုရွေးပြဖြစ်ပါတယ်ဒီမှာနော် just spin single speaker ဆိုတာလေးကိုတစ်ချက်ရွေးပေးပါကိုပြောင်းခြင်းနဲ့အတန်လေးတစ်ခုရှာလိုက်ပါကျွန်တော်တို့နမူနာတစ်ခုထည့်လိုက်မယ်နော်ပြီးလို့ရှိရင်ဒီဘက်ချောင်းတစ်ချက်ပြနှိပ်လိုက်ဒါဆိုလို့ရှိရင်သူ single speaker ပေါ့ဗျာတယောက်ထည့်ပြောတဲ့အတန်ဖြစ်သွားပြီဒီမှာကိုထည့်ခြင်းနဲ့စာကို copy ယူတဲ့စာလေးကိုတစ်ချက်ဖြည့်ပြီးတော့ပေးချလိုက်ပါဒါဆိုရင်တော့ရပြီနော်မြန်မာစာတိတက်ပါလာပြီဖြစ်ပါတယ်အပေါ်မှာကျတော့သူကဘယ်လိုပုံစံပြောခြင်းလဲဆိုတာလေးကိုတစ်ချက်စာရေးပေးရတယ်ပေါ့ဗျာနော်ကိုကကျတော့နည်းနည်းမြန်မြန်လေးလိုချင်တယ်ပြသေးတာ read aloud and fast read aloud and fast like a movie recap narrator အတန်ကြဲဖတ်ရမယ်မြန်မြန်ဆန်ဖတ်ရမယ်ပေါ့ဗျာ run နှိပ်လိုက်ဒီမှာခဏဆောင်ပေးလိုက်နော်ကဲဒါဆိုရင်တော့ကျွန်တော်အတန်ဖိုင်လေးရပြီပေါ့နော်ကို movie recap ရဲ့အတန်ဖိုင်ထွက်လာပြီဆိုလို့ရှိရင်တော့ညာဘက်အချက်မှတ်ရှိရဲ့အဆက်30ကိုနှိပ်ပြီး download ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နော်ဒီမှာဒီအတန်ဖိုင်လေးကိုစပြီး down လိုက်ပြီအဲဒီမှာနော် download ပြီးသွားပြီပေါ့ down ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ video ကိုစပြီးတော့ edit လုပ်မှာပေါ့ဗျာ edit လုပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ video လေးကိုသွားnews ဆိုတာလေးကိုနှိပ်နော်ကျွန်တော်တို့ InShot နဲ့ edit တယ်ဗျာကျွန်တော်တို့အစီအမံနဲ့ edit လို့ရတယ် shortcut တွေပိုင်းနဲ့လည်းရအတူတူပဲနော်နောက်ဆိုရင်ကိုထည့်တဲ့ movie တစ်ခုရပြီဆိုလို့ရှိရင်ဒီမှာဒီကောင်ကဒီမှာကျွန်တော်လုပ်လို့ရတာကဒီမှာ ratio ပြောင်းလို့ရတယ်ဗျာ ratio ပြောင်းလို့ရှိရင်ဒီမှာ canvas ဆိုတာရှိတယ်အဲ့မှာကိုကြိုက်တဲ့ ratio ကိုရှာပြောင်းလိုက်ကျွန်တော် TikTok မှာတင်မှာဆိုရင် TikTok site ကိုပြောင်းလိုက်နော်ဒါဆိုရင်သူ movie ကတီးနေရဆိုလို့ရှိရင်ဒါမျိုးနောက်က background ထည့်လို့ရပြီဗျာနှစ်စစ်တီးလားအဝါရအောင် background လေးထည့်လို့ရဒါမျိုးလေးသူထည့်သလိုမျိုးလေးပေါ့နော်ပါပြီးသားထည့်လို့ရတယ်ဆိုအားလေးရမိုက်တယ်အဲ့လိုထည့်လို့ရပါတယ်ပြီးလို့ရှိရင်ဒီကောင်ကဘာလုပ်လို့ရလဲဆိုလို့ရှိရင် rotate ကိုတစ်ချက်သွား flip ဆိုတာရှိတယ် flip ကိုတစ်ချက်နှိပ်ပေးအဲဆိုရင်ဘိုးဘက်ဒီပဲပြောင်းသွားပြီဗျာပုံစံမတူတော့စာရည်လည်းမတူတော့နော် flip ပြောင်းသွားပြီပြောင်းပြီးသွားပြီဆိုလို့ရှိရင်ဒါ movie ရပြီဗျာဒါသူ့ movie နော်ပြီးလို့ရှိရင်ကိုကသူ့ video ရဲ့အတန်ကိုmute ဆိုတာနှိပ်မယ်ခုနကလောက်ထားတဲ့အတန် file ထည့်မယ်ဆိုလို့ရှိရင် audio ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရင် add music ကိုနှိပ်နော်ပြီးလို့ရှိရင်ဒီမှာ my music ဆိုတော့ open from ဆိုတော့ကို file ထဲမှာရှိတဲ့တုန်းကကို down ထားတဲ့အတန် file ကိုပြန်ရှာမယ်ပေါ့ဗျာ
ဒီကောင်ထင်တယ်နော်ပေါ်တော့မှာပေါ်နေ download file နဲ့မှာရှိတဲ့ဟာလေးကိုတစ်ချက်သွားနှိပ်ဒါဆိုလို့ရှိရင်တော့အတန်နဲ့ movie နဲ့တွဲသွားပြီပဲနော်အတန်နဲ့ movie နဲ့ကိုနည်းနည်းတော့ပြန်ချင်ရရှိမယ်ကိုသူမြန်မာလိုပြောတဲ့အတန်နဲ့ကို movie ရဲ့ဇာတ်ကောင်နည်းနည်းလေးရှင်းတော့မတူဘူးဆိုလို့ရှိရင်နည်းနည်းလေးပြန်ချင်ပေးပါပြန်ချင်ပေးဆိုတဲ့သဘောတရားကတော့ဒီမှာ movie ကိုသွား view လေးတစ်ချက်နှိပ်လိုက်ပြီးလို့ရှိရင် cap လုပ်လိုက်နော်ဒီအခန်းလေးလောက်ထိပဲလုပ်မယ် cap လုပ်ဒီကောင်လေးကို speed shot မယ်ဗျာဘာလို့ကိုဗီဒီယိုပို့ပြီးကြာသွားစေချင်လို့နော်ကျွန်တော် 0.8 လောက်ထိချလိုက် number 7လောက်ထိချလိုက်အဲဆိုလည်းဘယ်လိုဖြစ်သွားမလဲဆိုတော့ဟာယူဖို့သူကြီးမှထားခဲ့တာပေါ့ဒါပေမဲ့သူပြစ်ခါနီးမှာပဲနောက်ထပ်ဒါဆိုလေနော်ဒါမျိုးလေးဆိုရင်တပုတ်ရပြီပေါ့ဗျာဒါဆိုရင်ပြီးလို့ရှိရင်ဘာဆက်လုပ်ရမလဲဆိုတော့အတန်နဲ့ movie နဲ့ကြိုက်တော့ပြီဗျာကာလာပြောင်းမယ်နော်ဒီရိုက်တူ original color မထားဘူးကိုယ့်ကိုကာလာတစ်ခုတောင်းမှဆိုလို့ရှိရင် effect ဆိုတာလေးတရားနှိပ်ပြီးလို့ရှိရင်ဒီမှာ adjust ဆိုတာရှိရဗျာ adjust ဆိုတာသွားပြီးတော့အလင်းလေးနဲ့တင်လိုက်နော်ကိုလိုတို့ပေါ့ video မှောင်ရင်တင် link short ပေါ့နည်းနည်းတင် contrast တွေပါတယ်လည်းနည်းနည်း video အယောင်ပြောင်းအောင်ဗျာလိုက်ပြင်လက်ရှိရတာဆိုရင်ထပ်တင်လိုက်ဒါဆိုမူရင်းအယောင်ဒါဒီအယောင်နည်းနည်းပြောင်းပါဗျာ apply all ဆိုရွေးပေးရသေးနော်အကုန်လုံးအခုနကကျွန်တော်အဖြစ်အတောက်တွေရှိတဲ့ဆိုကြောင့်မလို့တစ်ခုချင်းပဲဝင်ရမလို့ apply all နဲ့ဒါမှအကုန်လုံး effect တက်ရပါမှာပြီးတော့အမှန်ချစ်ကိုနှိပ်နော်တီလုံးတစ်ခုထည့်မယ်နောက်ကကို movie ကကို copyright မထီအောင်နဲ့အတီလုံးလေးပါလေးရောတော့ထည့်ပေးရဗျာအဲ music ကိုနှိပ်နော်ကိုမှရှိပြီးသားဆိုလည်းရှိပြီးသားရရှာပါဗျာလူသက်သမားဟာညာဘက်လက်ကျူးကျင်အောင်ဆောင်းပြီးကြောက်ပတ်နေတယ်ဒါမျိုးအတန်နော်သူကထားခဲ့တာပါပြီးတဲ့ကလာဆိုင်တဲ့တန်းကျဲတယ်ဒီလို့ရှိရင်နည်းနည်းလေး short ပေးလိုက်ပါ20လောက်ပဲထားပြီးစမ်းကြည့်ပြီးတော့အဆုံးလေးမပြီးဘူးဗျာတဝက်ရက်နေအဲဆိုရင်ဒီကောင်တစ်ချက်နှိပ်ပြီးတော့ duplicate ဆိုရှာပြီးကျွေးဒီမှာ copy လည်းရတယ် duplicate လည်းရတယ်နော် duplicate နဲ့မယ်ဆိုရင်ဒီနောက်မှာတစ်ခုထပ်ဆက်သွားပါဗျာလက်ရှိ video ရဲ့နောက်တစ်ခုထပ်ဆက်သွားလိမ့်မယ်ပြီးရကြည့်လိုက်အဲနှစ်ခုဆိုပြီးနော်ပြီးရင်သူအတန်ထားလိုက်ညာဘက်လက်ကျူးကျင်အောင်ဆောင်းပြီးကြောက်ပတ်အဲဆိုရင်အတန်လည်းရပြီနည်းနည်းလေး edit ပြီးတော့ color လည်းချိန်ပြီးကြဆိုလို့ရှိရင်ကျွန်တော်စပြီး export ထုတ်လို့ရပြီနော် export ထုတ်1080နဲ့ပဲ export ထုတ်လိုက်ဒါတော့ site မတူဘူးဗျာနော်တစ်ခုကျွန်တော်တို့ဒီကောင် TikTok မှာတင်လို့ရအောင်မယ် TikTok ratio နဲ့ပြင်တယ်ဗျာကိုက YouTube မှာတင်မယ်ဆိုလို့ရှိရင်တော့ဒီမှာနော် Canva ကိုသွားပြီးတော့ YouTube ratio site ဒီမှာ 60:9 ကိုပြောင်းဒီကောင်လေးနည်းနည်းလေးဆွဲချက်ဒါမျိုးလေးလုပ်လို့ရတယ်ဗျာဒါဆိုရင်ကြည့်လို့ကောင်းပါလိမ့်မယ်ညာဘက်လက်ကျူးကျင်အောင်ဆောင်းပြီးကြောက်ပတ်ဒီလက်မှာတနက်တလက်ကိုယူရနော်ပြီးလို့ရှိရင်ကိုတင်မဲ့ TikTok ဆို TikTok တွေကိုသွားနော်ပြီးလို့ရှိရင်ဒီမှာအပေါင်းလေးကိုတစ်ချက်နှိပ်နော်အပေါင်းလေးတစ်ချက်နှိပ်ကိုတင်ခြင်းတဲ့ဗီဒီယိုခုန export ထုတ်ပြီးသားဗီဒီယိုနှိပ်ပြီးလို့ရှိရင် next ကိုနှိပ်လူသက်သမားဟာညာဘက်လက်ကျူးကျင်အောင်ဆောင်းပြီးလို့ရှိရင်တန်းမတင်နဲ့ဗျာနော်အပေါ်ကိုဆွဲလိုက်ကျွန်တော်ခုတင်ရတင်ပြီးဆိုတော့အပေါ်ကိုဆွဲလိုက်လုတ်ကြံဗီဒီယိုလေးတစ်ချက်ဆက်လက်ပေးနော်ပြီးလို့ရှိရင်ဒီအောက်မှာ adjust ဆိုတာရှိရထားလိုက်အဲ့မှာ adjust အဲ့မှာ auto adjust ဆိုတာတက်ဖွင့်ပေးအောင်အဲ့တော့ color ထပ်တောက်သွားတယ်ဗျာ color ထပ်တောက်သွား auto adjust နော်ပြီးအဲ့မှာ sharpness တွေပါထပ်တင်အဲ့လိုနည်းနည်းလေးကြည့်ကောင်းပြီးရင် overlay ဆိုတာလေးရှိရ overlay ဆိုတာလေးကိုနေဒီ water ဟာလေးတခု overlay ခံဒီစာကိုဖြောက်ချင်လို့ဗျာပြောချင်တာနော်ပြီးရင် crop ကိုသွားဒီကောင်လေးကိုနည်းနည်းလေးဖြတ်လိုက်မယ်ကိုလိုတော့လေးပဲဖြတ်လိုက်မယ်ဒါတော့တခြားဟာရှာ down လေးရတယ်ကိုစတေကရှိတဲ့စတေကအုပ်စာလေးအုပ်အောင်လုပ်ပါဗျာအဲ့ဘက်မှာကိုထည့်ချင်တဲ့စာလေးတစ်ခုထည့်ဗျာနော် address ကိုနေပြီးအဲ့ဘက်မှာကိုကြိုက်တဲ့စာလေးတစ်ခုသွားထည့်မယ်နော်ဒီမှာ design တွေပါရွေးပြီးတော့ဒီမှာ action အဲ့လိုမျိုးကို star အကြမ်းမြင်ပြနော်ခင်ဗျားတို့အခြေခံတင်ပေးတာသဘောတရားသိအောင်လို့အမြန်တင်ပေးတာ shortcut အဲ့မှာကိုယ့်ရဲ့ဉာဏ်ရှိသူလိုမျိုးတခြားဉာဏ်ရှိသူလိုမျိုးလုပ်လို့ရတယ်နော်ကြိုက်တဲ့ဗီဒီယိုကြိုက်သလိုလုပ်လို့ရတယ်ကိုယ့်ကို edit ပြီးတော့ဒီစတေကာလေးလည်းကြိုက်သလိုထည့်လို့ရတယ်နော်အဲဆိုလို့ရှိရင်စပြီးတင်လို့ရပါပြီဗျာအရင်လွယ်ကူပါတယ်နော်ကျွန်တော်ဒီဗီဒီယိုကခင်ဗျားတို့အကျိုးတစုံတရာရှိရဆိုလို့ရှိရင်တော့ကျွန်တော်အကောင့်လေးကို follow လုပ်ခဲ့ဖို့ပြောချင်ပါတယ်နောက်နေ့မှာတွေ့ကြပါမယ်နော်